လူ၃မျိုးကိုအခြေအနေ၃မျိုးမှာသိနိုင်ပါတယ်။တီးခံတဲ့သူကိုဒေါသထွက်တဲ့အချိန်မှာတတ္တိရှိတဲ့သူကိုတိုက်ပွဲဝင်တဲ့အချိန်ညီအကိုမိတ်ဆွေတွေကိုမိမိအကူအညီလိုအပ်နေတဲ့အချိန်ချစ်ချင်းမြတ်တာရဲ့အကြီးမားဆုံးလက္ခဏာကမင်းချစ်ရတဲ့သူအပေါ်မင်းရဲ့နှလုံးသားထဲမှာကိုချင်းစာစိတ်စာနာမှုဖြစ်ပေါ်လာတာပဲ။တစုံတစ်ယောက်ရဲ့မျက်နှာပေါ်မှာအပြုံးမှုကြည့်ပြီးတော့သူကတော့ပျော်နေတယ်လို့မထင်လိုက်နဲ့။ဘာကြောင့်လဲဆိုတော့တချို့အပြုံးတွေကတောကတွေကိုဖုံးကွယ်ထားတဲ့အမှုပညာတစ်ခုပဲ။ကောင်းမွန်တဲ့ကိုချင်းစာရိတ္တဆိုတာလူတစ်ယောက်တည်ဆုံးပြီးတဲ့နောက်မှာလေပြန်လဲရှင်သန်နေဦးမဲ့ယေဒနာတစ်ခုပဲ။စကားတွေရဲ့အတိတ်ပဲတွေတန်ဖိုးတွေကိုမသိတဲ့အခါတိတ်ဆိတ်ခြင်းကိုမင်းရွေးလိုက်ပါ။ဘာကြောင့်လဲဆိုတော့တိတ်ဆိတ်ခြင်းဟာအကောင်းဆုံးအဖြေပဲဖြစ်တယ်။အတိတ်ကိုမေးလိုက်ပါ